ဆရာကမ်ချောင်းကွန်ထန်ကမ်ချောင်းဆရာအခုဒီမှာရှိတဲ့ KA နဲ့စစ်ဦးစီးချုပ်ပေါ့နော်ဆရာနော်ဟုတ်ကဲ့ဆရာကယုံကြည်သူလည်းဖြစ်တော့ဒီဖယားနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုယုံကြည်မှုရှိလဲဆိုတော့နည်းနည်းပြောပြလို့ရမလားဟုတ်ကဲ့ကျွန်တော်ရဲ့ယုံကြည်ချက်အရာဆိုရင်တော့အခုကျွန်တော်ကချင်ဒီမနစ်တုန်းကဒီချွန်လာ9ရက်နေ့ကနေပြန်စတဲ့စစ်ပွဲဟာဖယားရဲ့ကောင်းကြီးအပြည့်ပါတဲ့စစ်ပွဲလို့ကျွန်တော်ခံယူတယ်ဟုတ်ကဲ့ပြီးတော့မှဖယားသခင်ရဲ့ကျေးဇူးကြောင့်ပဲကျွန်တော်ကမမျော်လင့်တဲ့ကျေးဇူးဒီအများကြီးခံစားရတယ်အဲ့လိုဖြစ်တဲ့အခါကျတော့ဖယားရဲ့ကျေးဇူးကိုကျွန်တော်ချီးမွမ်းခြင်းနဲ့တည်လည်းခံခြင်းတယ်ဟုတ်ကဲ့ဘာလို့ဆိုကျွန်တော်ဒီ19နှစ်လုံးအပြည့်အခါရဆိုင်လိုက်တယ်ဟုတ်ကဲ့အဲ့ဒီချိန်မှာဝင်လာတဲ့ရဲဘော်ဒီကဘာမှအတွေ့အကြုံလည်းရှိကြတာပေါ့စစ်အတွေ့အကြုံလည်းမရှိဘူးတခြားဒီနိုင်ငံရေးနဲ့ဆိုင်တဲ့ဟာဒီကလည်းအဲ့ဒီချိန်မှာဒီအပြည့်ရထားပြီးမှဘူကော်မတီလူကြီးဒီလောက်ပဲဒီနိုင်ငံရေးဆွေးနွေးနေကြတဲ့အချိန်ဆိုတော့ဘာဖြစ်လာမယ်ဆိုတဲ့ဟာဘယ်သူမှတိတိကျတိတာမဟုတ်ဘူးအဲ့တော့ရဲဘော်ဒီကိုလည်းဒီနိုင်ငံရေးဖြည့်ရှင်းချက်ရမယ်မရဘူးဆိုတဲ့ဟာလည်းပြောပြလို့မဖြစ်တဲ့အနေအထားစစ်လည်းမဖြစ်ငင်းချမ်းရေးလည်းမရအဲ့ဒါမျိုးအခြေအနေဖြစ်နေတယ်ဆိုတော့စစ်ထဖြစ်လိုက်ရင်ကျွန်တော်ရဲ့ရဲဘော်ဒီကတကယ်တိုက်ကြခိုက်ကြတဲ့အချိန်မှာနွားအုပ်နောက်ပြန်လေပြေးတယ်လို့များဖြစ်လာမလားဆိုတဲ့အတွေ့တွေလည်းအများကြီးရှိတယ်ပေါ့ဒီဘယ်လိုဖြစ်မလဲဆိုတဲ့တန်တရားတွေပေါ့လေအများကြီးရှိတယ်ပြီးတော့မှကျတို့ကင်တဲ့လက်နဲ့ကလည်းဒီပါရီဆိုတဲ့80အမျိုးအစားဒီတိုက်ခိုက်ရေးတနလက်နဲ့ကလည်းစစ်ပွဲမှာမစမ်းသေးတဲ့လက်နဲ့ဖြစ်နေတယ်အဲ့တော့ဘယ်စစ်ပွဲမှာမှစမ်းတတ်ဒီလက်တွေ့စမ်းတတ်တဲ့မရှိသေးတဲ့လက်နဲ့ဆိုတော့လက်တွေ့စစ်ပွဲဒီမှာရေရှည်စမ်းသွားရင်ဘယ်လိုဖြစ်မယ်ဆိုတဲ့ဟာလဲကျွန်တော်မတိနိုင်ဘူးခုနပြောလို့ပဲကျွန်တော်ရဲ့ဒီရဲဘော်ဒီရဲ့စိတ်ဓာတ်အနေအထားကလည်းဘယ်လိုဖြစ်လာမယ်ဆိုတဲ့တိုက်ပွဲအတွေ့အကြုံလည်းမရှိထားတဲ့အခါကျတော့တန်တရားနဲ့ရင်တမမနဲ့ပေါ့အဲ့လိုနဲ့ကျွန်တော်ခန်းစားချက်အဲ့လိုရှိခဲ့တယ်ဒါပေမဲ့တကယ်စစ်စဖြစ်တဲ့အချိန်မှာကျွန်တော်အဲ့လိုထင်ထားတဲ့ကြောက်နေတဲ့အရာတွေဟာတခုမှမဖြစ်ဘူးအားလုံးကဖျားစစ်စင်တဲ့အတိုင်းပဲစီလုံးနဲ့ပူပြီးမှတော့မှဒီကိုယ့်ရဲ့လူမျိုးကိုချစ်တဲ့စိတ်ဓာတ်ကိုယ့်ရဲ့နိုင်ငံရေးမပြေလေမချင်းဒါလောက်ရကန်ရမယ်ဆိုတဲ့စိတ်ဓာတ်တွေကတူအတဲ့တူဝင်လာပြီးမှဒီရှေ့တန်းမှာပေးတဲ့တာဝန်ကိုထမ်းဆောင်ကြတယ်တညီတညွတ်တဲ့ပဲစုစီပဲပြီးတော့မှကျွန်တော်တို့တိုက်ပွဲမှာလက်တွေ့မစမ်းရသေးတဲ့လက်နဲ့တနက်ကလည်းဘာမှဒီဒုက္ခမပေးဘူးဒါပြလို့ရတဲ့ဂိုင်လို့ရတဲ့အတုံးတဲ့လက်နဲ့ဖြစ်သွားတယ်အဲ့ဒါဒီအားလုံးကဘုရားရှင်ရဲ့ကျေးဇူးလို့ကျွန်တော်ခံယူတယ်ဘုရားရှင်ရဲ့ကျေးဇူးပဲလို့အားလုံးကိုလည်းကျွန်တော်ပြောတယ်ပြီးတော့မှဘုရားရှင်ရဲ့ကျေးဇူးကိုချီးမွမ်းတဲ့အလုပ်ပဲရှိတယ်အဲ့တော့တခြားနိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စဒီမှာလည်းကျွန်တော်ပြောတယ်ဒီကျွန်တော်ပြောဆိုဆွေးနွေးတဲ့ဟာဒီအားလုံးဟာဘုရားရှင်ရဲ့လမ်းပြမှုနဲ့ပဲကျွန်တော်တွားတဲ့အခါကျတော့အခုဒီပေါ့ရန်သူအစိုးရကတော့သူကတော့လက်နဲ့ပဲဖြည့်ရှင်းခြင်းတယ်စီရေးနီလာနဲ့ပဲဖြည့်ရှင်းခြင်းတယ်ကျွန်တော်ဘက်ကကြတော့
စီရင်နီလာနဲ့ဖြည့်ရှင်းတာဟာနှစ်ပေါင်း90ကျော်နေပြီအဲ့တော့ပြည်လုံးစာချုပ်ပြီးမှဖွဲ့စည်းလာတဲ့ပြည်ထောင်စုဖြစ်တယ်အဲ့ဒါရှမ်းပြည်ကချင်ပြည်ချင်းပြည်ကရင်ပြည်အားလုံးဗမာပြည်အားလုံးကိုပြည်ထောင်ဒီကိုစုစည်းပြီးမှပြည်ထောင်စုဖြစ်လာတယ်အဲ့တော့ဒီပြည်ထောင်စုဖြစ်လာတယ်ဆိုတဲ့တက်တရားပြည်လုံးစာချုပ်ဖြစ်တယ်အဲ့တော့ပြည်လုံးစာချုပ်ကိုလေးစားရအောင်ပြည်လုံးစိတ်ဓာတ်နဲ့ပြည်လုံးဂတိကိုဝတ်နဲ့ပဲပြည်ထောင်စုကိုတည်ဆောက်ရအောင်စစ်မှန်တဲ့ပြည်ထောင်စုပဲတည်ဆောက်ရအောင်အခုကကျတို့တိုင်းသားဒီကဗမာလူမျိုးရဲ့အောက်မှာဒုတိယနိုင်ငံသားလူဗမာလူမျိုးတွေရဲ့လက်အောက်ခံနိုင်ငံသားပုံစံနဲ့ကိုလိုနီလူဖြစ်နေတဲ့အခါကျတော့ဒါပြည်ထောင်စုမစစ်ဘူးအဲ့တော့ဒီပြည်ထောင်စုစစ်ဖို့ဆိုတဲ့ဟာကလက်နဲ့ပါစရာမလိုဘူးစစ်ပါစရာမလိုစစ်လဲတိုက်ဖို့မလိုဘူးနိုင်ငံရေးနီလာနဲ့ဖြည့်ရှင်းသွားဖို့ပဲဖြစ်တယ်အဲ့တော့နိုင်ငံရေးနီလာနဲ့ဖြည့်ရှင်းရင်ဒီပြည်တွင်းစရာငြိမ်အေးသွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်နိုင်ငံရေးနီလာနဲ့ဖြည့်ရှင်းဖို့ဆိုမှကျွန်တော် KIO အဖွဲ့အစည်းကချင်အဖွဲ့အစည်းကတခြားလက်နက်ကင်ဆေဖွဲ့ကအပြစ်ခတ်ရဆိုင်သွားရင်လေကျွန်တော်ကအပြစ်အခတ်မရဘူးဘာလို့ဆိုတော့အပြစ်အခတ်ရပြီးမှဒီပြောဆိုကြတဲ့အတွေ့အကြုံကကျွန်တော်18နှစ်လုံးအတွေ့အကြုံရှိခဲ့ပြီ18နှစ်လုံးကျွန်တော်ကိုငိမ့်ချမ်းရေးဆိုမှခေါ်တမို့တယ်ဒါပေမဲ့တကယ်ငိမ့်ချမ်းရေးမဟုတ်ဘူးလက်နဲ့ချရေးပဲဖြစ်တယ်သူတို့က18နှစ်ပြည့်တဲ့အချိန်မှာကျွန်တော်ကဘာမှနိုင်ငံရေးဖြည့်ရှင်းချက်လည်းမရဘဲနဲ့မပါဘဲနဲ့လက်နဲ့ချပါဆိုမှနောက်ဆုံးတော့အဲ့လိုပြောလာတယ်ကျွန်တော်ကလက်နဲ့မချနိုင်ဘူးလက်နဲ့ကင်နေတာဟာကျွန်တော်ရဲ့နိုင်ငံရေးအခွင့်အရေးကျွန်တော်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ကျွန်တော်ရဲ့တန်းတူနေထိုင်ရေးပဲဖြစ်တယ်အဲ့တော့ဒါကိုကြတော့ဒါဒီနိုင်ငံရေးဖြည့်ရှင်းမှုဒုံမဟုတ်ရင်လည်းစစ်မှန်တဲ့ပြည်ထောင်စုတိဆောက်နိုင်တဲ့အချိန်မှာကျွန်တော်တို့လက်နက်ကိုဆွတ်နိုင်တယ်အဲ့တော့အခုလောလောဆယ်ဘာမှနိုင်ငံရေးဖြည့်ရှင်းချက်မပါဘဲနဲ့တော့လက်နက်မဆွတ်နိုင်ဘူးဆိုမှကျွန်တော်တို့တင်းခံနေတဲ့အချိန်မှာတို့ကထူးစစ်ဆင်ပြီးမှစစ်စလာတယ်တို့ဘက်ကစတယ်ကျွန်တော်တို့ဘက်ကစတာမဟုတ်ဒါပေမဲ့ဖျားရှင်ရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့ကဒီတောင်းခံနိုင်တယ်ကျွန်တော်တို့လူမျိုးတွေကပူပြီးမှတောင်းမှစီလုံးသွားတယ်ကချင်တွေကအဲ့ဒီ18နှစ်လုံးမှာဟိုဒီဘဂဘတပိုင်းခံယူသွားတဲ့ဒီဟိုကချင်အဖွဲ့ရှိတယ် NDA အဖွဲ့စကုံတင်ရဲ့အဖွဲ့သူတို့ဥဆောင်တဲ့စကုံတင်ဥဆောင်တဲ့အဖွဲ့တစ်ဖွဲ့ပြီးတော့မှဒီကောင်းခါမှာရှိနေတဲ့ဒီ KDA ဆိုတဲ့ဥမထုနော်ကောင်းဆောင်တဲ့တစ်ဖွဲ့ပြီးတော့မှကျွန်တော် KIO အဖွဲ့ပြီးတော့မှဒီဟိုဘမန်လာရောဥဆောင်တဲ့ KNO အဖွဲ့ဆိုတာလည်းရှိပြန်တယ်ပြီးတော့မှ NDA ခွဲထွက်ဆိုမှဟိုဒီလျောက်စလုံးဥဆောင်တဲ့အဖွဲ့လည်းရှိတယ်ပြီးတော့မှဒီ KIO ထဲကခွဲထွက်ဥလာဆောင်အောင်ဝါခေါင်းဆောင်တဲ့အဖွဲ့ကလည်းရှိတယ်ဟိုအထက်ပိုင်းဆိုရင်တော့ဒီတန်ခုတန်လောပန်ပဲသူကလောပန်တန်ခုတန်ဥဆောင်တဲ့အဖွဲ့နဲ့ဆိုတော့ကချင်ဥက္ကဋ္ဌကြီးပဲ6ဦးရှိတယ်အဲ့တော့ကချင်တွေကအားလုံးဒီခေါင်းဆောင်တွေရဲ့အောက်မှာကွဲပြားနဲ့အပြားနဲ့ပဲဘာမှတွေးစီးမှုမရှိဘူးစီလုံးမှုလည်းမရှိဘဲနဲ့ဟိုပေါ့ဒီကွဲပြားပြီးမှပဲဟိုပေါ့လေမရှိကွဲပြားပြီးမှစိတ်ဓာတ်ကလည်းအဲ့လိုတကွဲတပြားဖြစ်သွားတယ်အဲ့လိုအခြေအနေကနဲ့အခုဒီစစ်ထဖြစ်လာတဲ့အခါကျတော့ဘုရားရှင်ရဲ့ကျေးဇူးကြောင့်ဒီအားလုံးကစီလုံးပဲဖြစ်လာပြီကချင်လူမျိုးတွေလည်းဘုရားရှင်ရဲ့ဒီနာမအောက်မှာစီလုံးဖြစ်လာတယ်ကျတို့ထင်ထားတဲ့ဟာဒီလဲဆိုရင်ဆရာမလူတော့ဘူးကျတို့ရေးဖို့ဒီကလည်းအခုဆိုတော့တရမဗမာတတ်တဲ့အလင်းဝင်သွားတဲ့ဟာလည်းနဲ့ချ
အလင်းဝန်သွားတဲ့အားလည်းမရှိဘူးအားတော့ကျွန်တော်တက်ကလည်းဒီခိုင်ခိုင်မာဖြစ်လာတယ်ပြီးတော့မှကျွန်တော်စူးရင်တဲ့လက်နဲ့အားလက်တွေ့မှာဖြစ်ပါမလားဆိုတဲ့အားလည်းဒါလည်းဖျားရှင်ကဒီကောင်းကြီးပေးလိုက်တဲ့အခါကျတော့ဒီလက်နဲ့ကလည်းကျွန်တော်တအားကောင်းတဲ့လက်နဲ့ဖြစ်သွားတယ်အဲ့လိုကျေးဇူးဒီခံရတယ်ပြီးတော့မှတိုက်ပွဲဒီမှာလည်းကျွန်တော်ကဒီဟိုထူးထူးခြားခြားတိုက်တာလည်းမဟုတ်ဘူးဒါပေမဲ့ဖခင်ရဲ့ကျေးဇူးကြောင့်ကျွန်တော်ကသူတို့ထင်တယ်လို့ကျွန်တော်ကိုမချေမုန်းနိုင်ဘူးအဲ့လိုကျေးဇူးဒီကဖခင်စီကလာတယ်လို့ကျွန်တော်ကအဲ့လိုပဲဖခင်ရှင်ရဲ့ကျေးဇူးကိုချီးမွမ်းတယ်ဒီဗမာတပ်မှာလည်းသူတို့အချင်းချင်းဟိုပေါ့စိတ်ဓာတ်ကြပြီးမှတချို့ကလည်းတပ်ပြည့်တွေအများများတယ်အခုဒီဗမာတပ်မှာသူတို့ကလည်းတချို့ကလည်းဒီတိုက်ပွဲဟာဒီစစ်ပွဲဟာစီရင်နီလာနဲ့ဖြည့်ရှင်းလို့ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဆိုမှဟိုစိတ်ဝမ်းကဟိုပေါ့တညီတူညွတ်တယ်မဟုတ်တော့ဘူးစိတ်ဝမ်းကွဲပြီးမှဟိုပေါ့ဒီအထက်ကလူကြီးတွေကိုလည်းပြတင်တာဒီချုံချတာဒီစိတ်ဓာတ်ကြတာဒီအဲ့ဒါမျိုးဖြစ်တာပေါ့လေဒါဒီအားလုံးကဒါဖះကလှုပ်တဲ့အလုပ်ဒီပဲဆိုမှကျွန်တော်ကဒါတက်တက်ခံခြင်းတယ်ကျွန်တော်လုံနိုင်တာမဟုတ်ဘူးကျွန်တော်ဘာမှမဖြစ်ဘူးဖះကလှုပ်ပေးလို့ဒီစစ်ကိုဖះကဥဆောင်ပေးလို့ဖះကအကောင်းကြီးအပြည့်ပေးထားလို့ပဲကျွန်တော်ကချင်တွေကတလူမျိုးဒီအလုပ်ကိုလုံနိုင်တယ်နှုတ်မဟုတ်ရင်နိုင်ငံရေးပဲဥတီသွားနိုင်အောင်ကျွန်တော်အခုဟိုပါပေါ့ဒီ pressure ပေးနိုင်တယ်စီရေး pressure ပေးနိုင်တယ်ဆိုတာဒါဖျားရှင်လှုပ်လို့ပဲဖျားရှင်ရဲ့ကျေးဇူးကြောင့်ပဲဆိုတဲ့ဟာဘူးတက်တဲ့ခံစားဟုတ်ကဲ့ဆရာဒီဆရာကစစ်ဦးစီးချုပ်ဆိုတော့ဆရာမှာတော့ဒီစစ်သားတွေအားလုံးရဲ့ကိုယ်စားလှယ်တွေဖြစ်တာပါနော်ဆရာနော်ဟုတ်ကဲ့ဆရာဖျားနဲ့ဘယ်လိုအချိန်ပေးလဲဆရာကျွန်တော်ကမနေ့ဆိုရင်ဒီကျွန်တော်ကျန်းစာ chapter တစ်ခုဖတ်တယ်ပြီးတော့မှဒီဆူတောင်းတဲ့ချိန်မှာကျွန်တော်တအတွက်လဲဆူတောင်းတယ်ပြီးတော့မှဒီကျွန်တော်လူမျိုးတွေအတွက်လဲတောင်းတယ်အဲဒီဆူတောင်းချက်ပြီးတဲ့အချိန်မှာကျွန်တော်ကဒီဆာလန်23ရဲ့91ရဲ့ဟို121ရဲ့ဒီ chapter 3ခုအမြင်ဖတ်တယ်ဖတ်ပြီးမှကျွန်တော်ဟိုကျွန်တော်အတက်ကိုကောင်းကြီးပေးပါဆိုမှဖျားကိုတင်ပြတယ်ဒါမနေ့ပိုင်းတူရှိမို့နော်နေ့လေပိုင်းမှာကျွန်တော်တူနဲ့ဒီ2နာရီပတ်ဝန်းကျင်တနာရီကျော်2နာရီပတ်ဝန်းကျင်မှာကျွန်တော်အချိန်ပေးပြီးမှဖျားဆူတောင်းတယ်ညဆိုတော့ကျွန်တော်အင်္ဂလိပ်လူဟိုပါပေါ့အင်္ဂလိပ် chapter ဒီတခုဖတ်ပြီးမှညအရာဝန်ခံနေဆိုတောင်းတယ်ဒါကျွန်တော်နေ့စဉ်လုပ်နေတဲ့3ခါပေါ့လေနော်အဲ့ဒါပြီးတော့မှကျွန်တော်ဘ ഹു ကောမဒီအနေနဲ့ကလည်းဟိုကျွန်တော်ရဲ့ဒီအခုစစ်ဦးစီးယုံပေါ့နော်ဒီဒီစစ်ဦးစီးမဟုတ်ဘူးဒီဟိုပေါ့အားလုံးနိုင်ငံရေးရောစီရောအားလုံးဥဆောင်တဲ့ဒီဘ ഹു ကောမဒီအစည်းအဝေးထိုင်တဲ့ယုံခမ်းမှာကျွန်တော်ဒီအန်တီအောင်တန်ယေဟောဝါဂရိတ်ဆန်ဆိုမှစာတန်ကတဲ့အဲ့ဒါဟိုပဲကျွန်တော်ရဲ့အောင်မြင်ခြင်းအရာဟာယေဟောဝါဖျားဖြစ်တယ်ဆိုမှကျွန်တော်ခံယူထားရှိတယ်ကတ်ထားတယ်ဒါဟိုပေါ်တီမဲ့ကတ်ထားတယ်ပြီးတော့မှကျွန်တော်ဘာအလုပ်ပဲလုပ်လို့ဘူကောမဒီအစည်းအဝေးထိုင်တော့မယ်ဆိုတော့ကျွန်တော်ကဆူတောင်းတယ်ပြီးတော့မှဒီစစ်တနစ်ပြည့်တဲ့အချိန်မှာလဲကျွန်တော်ကဒီဆူတောင်းတယ်ဒီကျေးဇူးတော်ချီးမွမ်းတဲ့ဆူတောင်းပွဲလုပ်တာပေါ့လေအဲ့ဒါမျိုးတွေကျွန်တော်ဘူကောမဒီလဲဆူတောင်းတယ်ဒီအရင်စစ်မဖြစ်ခင်တော့ဒီအရက်ဆွဲတဲ့လူဘိန်းဆွဲတဲ့လူရှိတယ်လို့ကြားတယ်အဲ့ဒါကိုဆက်တော့ဘယ်လိုလုပ်လဲဆရာရှိတယ်ကျွန်တော်ကအဲ့ဒါဒီလဲကျွန်တော်ဒီဟိုပေါ့ဒီဘိန်းဖြတ်ပေးတာပေါ့နော်ဟိုပေါ့ယာမဆိုတဲ့လူတွေလည်းပါသွားတယ်ဒီ16နှစ်လုံးမှာစစ်လဲမတိုက်ရငင်းချမ်းရေးလဲမရဆိုတာဟိုရေးဘော်ဒီကဟိုလေလွင့်တဲ့စိတ်လေလွင့်တဲ့သဘောရှိတာပေါ့အဲ့လိုဖြစ်တဲ့ခါကျတော့လှုပ်ကျင်တာလှုပ်သွားတဲ့ဟာတွေလည်းပါတယ်ရှိတယ်ကျွန်တော်မချက်ဘူးဝန်ခံတယ်ဒါနော်ဟိုရှိတယ်အဲ့ဒါကြီးကိုလည်းဟိုကျွန်တော်ဒီ
ဘိန်းဖြတ်ပေးဘိန်းဖြတ်စခန်းကိုပူတယ်ဘိန်းဖြတ်စခန်းမှာလည်းကျွန်တော်တို့ဒီဆေးဝါးနဲ့လည်းကုပေးတယ်ပြီးတော့မှဒီဖျားရှင်ရဲ့ဒီနှုတ်ကပတ်တော်နဲ့လည်းကုပေးတယ်ဒါမနေ့တနေ့ကဆရာတို့လို့ပေါ့နော်ဒါဒီတိုင်းပဲဆေးဝါးနဲ့ကုပေးလို့တော့မဖြစ်ဘူးလို့ဆိုတာကတော့စိတ်ဝိညာဉ်ကလက်ခံမှပြောင်းလဲသွားမှဖြစ်မယ်ဆိုမှကျွန်တော်အဲ့လိုလက်ခံထားတယ်အဲ့လိုဟိုပါပေါ့ဒီဘင်းဆိုင်တဲ့လူတွေကိုလည်းမဆိုင်အောင်တားဆီးတယ်ပြီးတော့မှဒီအယောင်ဝယ်လုပ်တဲ့လူတွေကိုလည်းဖန်ဆီးအရေးယူတယ်ပြီးတော့မှဒီဘင်းဖြတ်ပေးတာလည်းရှိတယ်ပြီးတော့မှဒီကြေပြန့်မေဆိုင်ပူစတာဒီနာယံကပူစတာဒီလက်ကန်ပူစတာလက်ကန်စာဆောင်ဒီနဲ့ပညာပေးရတယ်လည်းရှိတယ်ဒါကတော့ဟိုကျတို့ရဲ့ဒီ policy ကတော့ဒါနံပါတ်1ရန်သူလို့မှတ်ရမယ်စစ်တိုက်လို့လူမဆုံးရှုံးဘူးအခုဒီမွေးဆေးဝါးကြောင့်ပဲဆုံးရှုံးမှုအတအားကြီးတယ်အဲ့ဒါကိုအားလုံးကိုနားလေစီခံရမယ်အဲ့ဒါကြောင့်နံပါတ်1ရန်သူဟာဒါအမွေးဆေးဝါးပဲအဲ့တော့အတင်းတော်ထဲမှာလည်းဒီအတင်းသားဒီဟာမွေးဆေးဝါးဆိုတဲ့လူတွေရှိသွားတယ်ဖះเจ้าမတက်တော့ဘူးဆုမတောင်းတော့ဘူးစမ်းစာမဖတ်တော့ဘူးအဲ့ဒါဖះနဲ့လည်းကွာကွာသွားပြီအဲ့လိုဝေးသွားပြီအဲ့လိုမျိုးအခြေအနေဆိုတော့ဒီအတင်းတော်ကဒါတေအုပ်ဆရာဒီတင်းထောက်ဒီတရားဟောဆရာဆရာမဒီကလည်းဖះရဲ့နှုတ်ကပတ်တော်နဲ့ဒါဒီဆုံးမပြီးမှနော်ဟိုဒီစိတ်ကိုဖြတ်ပေးတဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ဖြတ်ပေးတဲ့ဟာကိုလုပ်ရမယ်လူငယ်အချင်းချင်းလည်းဒီဟိုပါပေါ့ဒီကိုလိတ်တက္ကသိုလ်တို့အထက်တန်းကျောင်းအလယ်တန်းကျောင်းဒီမှာလည်းလူငယ်အချင်းချင်းဒါဒီမေတ္တာပြပြီးမှဆွဲခေါ်ပြီးမှဒီဟိုလမ်းမပဲပူပြီးမှဟိုဟာမဆူတော့အောင်ဆွဲထုတ်ရမယ်ကေရမယ်ဆိုတဲ့အစီအစဉ်ဒါလူငယ်အချင်းချင်းပြီးတော့မှဒီဟိုအမျိုးသမီးအချင်းချင်းလဲဒါမိခင်စိတ်ဓာတ်နဲ့ဒါကိုယ့်ရဲ့သားသမီးအရင်ကိုဆူဆုံးမတယ်လို့ပဲဒါမေတ္တာနဲ့ဆူဆုံးမပြီးမှကေထုတ်ရမယ်ပြီးတော့မှဒီလူကြီးပိုင်းကလည်းလူကြီးပိုင်းအနေနဲ့ဒါဒီမွေးဆေးဝါးကြောင့်ပဲဒါအမျိုးအတုံးသွားနိုင်တယ်အဲ့တော့အခုလိုမျိုးရှင်းတန်ဖို့ဆိုတော့ဒါကိုဒီမွေးဆေးဝါးပပျောက်အောင်လုပ်ရမယ်ဆိုတဲ့လူကြီးပိုင်းအနေနဲ့လည်းတာဝန်ယူပြီးမှဒီရယူဟာဒေတာအတီးတီးမှာအဲ့လိုတာဝန်ယူရအောင်ဆိုမှဦးဆောင်နေတဲ့အပိုင်းရှိတယ်ဒီထဲမှာတစ်ခုကတော့ဒီဗမာအစိုးရကတော့ဒါတိုင်းသားနေဒီဘက်မှာရှမ်းပြည်နယ်လည်းဒီတိုင်းပဲဟိုချင်းလည်းဒီတိုင်းနေမယ်ဟိုကရင်ဘက်လည်းမွန်ဘက်လည်းဒီတိုင်းနေမယ်တဲ့ကျွန်တော်ကချင်မှာကြောက်တကယ်ကိုစူးတယ်အဲ့တော့ဒီသူတို့အနေနဲ့ပဲရောင်းခိုင်းတယ်ကချင်ဒီများနေတဲ့ရက်ွက်ဒီမှာဆိုရင်ဒါမျိုးဆိုင်နေဖွင့်ခိုင်းတယ်မဖမ်းဘူးသူတို့တမင်တကာကချင်ဒီရှမ်းဒီတရုတ်ဒီကတော့ဒါဘူးဝါဒီကဟိုမွေးဆေးဝါးဆွဲခဲ့တဲ့လူတွေဆိုတွီးထဲမှာပါလာပြီအဲ့လိုဖြစ်တဲ့အခါရောဟိုခဏလေးဆွဲနေတယ်ဟိုဗမာဒီကတော့ဗမာလူမျိုးတွေကဒါတော့မဟုတ်ဘူးဗမာလူမျိုးကတို့ရဲ့ဘူးဝါဒီမတော့မစားတဲ့အခါကျတော့တို့ကများနဲ့မဆွဲနိုင်ဘူးဟိုကမထိနိုင်ဘူးကျတို့တခြားလူမျိုးစုတွေကတော့ထိလွယ်တယ်အဲ့လိုဖြစ်တဲ့ဟာကိုတို့တိတဲ့အခါကျတော့ကချင်တွေကနောက်ဟိုပါပေါ့ဒီပခုံးလေးတာဝန်ယူမဲ့လူငယ်ဒီကိုထိအောင်လုံးလဲဒီကချင်တဲ့ဒေါ်လာရေးဟိုပါပေါ့ဇလံပြတ်သွားမှာပဲဆိုတဲ့ပုံစံမျိုးနဲ့ဒါစီအေးတိုက်ပွဲဖို့လေအဲ့ဒါမျိုးနဲ့တို့ဟိုပေါ်တင်ရောင်းခိုင်းတယ်ဟိုမရောင်းတော့ဘူးဆိုမှနေလိုက်တဲ့မိသားစုဒီဟိုတောင်မှဒါတလောက်ခက်တဲ့အခြေအနေမှာရောင်းပါလားဒါဟိုမတိတယ်လို့တော့မမြင်တယ်လို့နေလိုက်မယ်ရောင်းပါကိစ္စမရှိဘူးဆိုမှဒါမျိုးတွေးထူးတဲ့အားတွေတောင်ရှိတယ်ပြီးတော့မှ
အထူးသဖြင့်ကတော့ကချင်ဒီကိုပဲရောင်းပါဆိုမှအတွင်းစကားထည့်ထားတဲ့ဟာဒီစိုက်နေရှိတယ်အဲ့တော့ကျတို့ကချင်ဒီကိုသူတို့ကဒီဘယ်လိုပြောမလဲဟိုပါပေါ့ပြည်ထောင်စုသားအနေနဲ့မေတ္တာမပြနိုင်တော့မေတ္တာမရှိဘူးပြည်ထောင်စုလဲသူတို့မလုပ်ကျင်တော့ဘူးဗမာလူမျိုးအုပ်ချုပ်တဲ့ဩဇာလွှမ်းမိုးတဲ့နိုင်ငံပဲထူထောင်ကျင်တယ်အဲ့လိုဖြစ်တဲ့အခါကျတော့ကျွန်တော်ကလက်နဲ့ကင်ပြီးမှနိုင်ငံရေးအရာကျွန်တော်ရဲ့နိုင်ငံရေးအခွင့်အရေးကိုတောင်းဆိုနေတာဟာသူတို့ကိုပုံကန်တယ်ဆိုတဲ့အမြင်ရှိတယ်သူတို့ပုံကန်တယ်ဆိုတာဒီလိုမျိုးကိုတုတ်တင်ရှင်းလင်းရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီဟိုပါပေါ့လက်နဲ့လည်းတိုက်ကြခိုက်ကြတယ်တိုက်တယ်ထူးစစ်လုပ်တယ်ပြီးတော့မှဒီမွေးဆေးဝါးနဲ့လည်း CA တိုက်ပွဲဆင်တယ်အဲ့ဒါမျိုးဒီသူတို့လုပ်တယ်ပြီးတော့မှဘာသာရေးအရာလည်းသူတို့ဒီဟိုပါပေါ့ဘေးဒင်ရတရားအဲ့ဒါမျိုးနဲ့ပဲအဲ့ဒါမျိုးနဲ့လည်းကျွန်တော်တို့တိုက်နေတယ်အဲ့ဒါမျိုးအခြေအနေရှိတယ်ဆရာတို့အုပ်ချုပ်တဲ့နေရာမှာဘိန်းခင်းနေရှိလားကျွန်တော်အုပ်ချုပ်တဲ့နေရာမှာမရှိဘူးမရှိဘူးဒါပေမဲ့ဒီအခုဒီနေချာဆောင်တတ်ပေါ့အရင်တော့ကဟို NDA အဖွဲ့ပေါ့နေချာဆောင်တတ်ဆိုမှဟိုဗမာအစိုးရနဲ့ပူပေါင်းသွားတဲ့နေချာဆောင်တတ်နေရာဒီမှာတော့ဒီနှစ်လဲအပြည့်ပဲပူတော့မှစိုက်ခိုင်းတယ်ဘိန်းခင်းတခင်းကိုတရုတ်ငွေ3000ပေးရင်ဒါရပြီလုံးလို့ရပြီတဲ့အခွန်တို့ဟုတ်ကဲ့ဆရာတို့ဒီဖမ်းလာတဲ့စစ်တုံးပန်းတွေကိုဆရာတို့ဘယ်လိုဆက်ဆံလဲကျတို့ကဒီလက်နဲ့ကျတို့စီကိုလက်နဲ့အပြင်းတော့လူသားချင်းပုံစံနဲ့ဆက်ဆံရမယ်ဆိုတာအားလုံးကိုညွှန်ကြားချက်ထုတ်ထားတယ်ထုတ်ထားပြီးမှလည်းအခုဆရာမင်းတဲ့အတိုင်းပဲဒီအခုတုံးပန်းတယ်ဒီတိုင်းပဲကျတို့ကနေထားတယ်နော်ဟိုသူတို့ကိုလက်ခံပေးပါဆိုမှကျတို့လက်ကြားရံမှာအပ်တယ်သူတို့ကရှက်လို့လားတော့မသိဘူးလက်မခံဘူးလက်မခံပေးတဲ့အခါကျတော့ယောခက်တော့လူပဲလို့လက်ခံပေးပါဆိုတော့လက်မခံဘူးတဲ့သူတို့အဆွေရစီမှာလေအဲ့စစ်တုံးပန်းတွေလားစစ်တုံးပန်းတွေအပ်ပြီးကျတို့ဟုတ်လားအပ်တယ်သူတို့လက်မခံဘူးသူတို့လက်မခံတဲ့အခါကျတော့ကဲဒါဆိုလည်းနေလို့နော်ကြိုက်တယ်လို့ပဲနေပါလို့တချင်းချင်းကြာရင်တော့သူတို့နေရတော့ဟိုပူတော့ပူရမယ်ဒါမဲ့အဲ့ဒီပူတဲ့အချိန်မှလဲကျတို့ကဒါခီးစီတီနော်ဟိုပေါ့ပြီးပြီးမှပဲလွတ်မှာပဲကျတို့နည်းနည်းဟိုဖြစ်တာတော့ဒီကနေလွတ်လိုက်ရင်တော့ဟိုရှေ့တန်းနေရာဒီဆိုတော့မရဘူးဟိုမူကြီးဘက်ကနေဆိုတော့ဟိုအဲ့ဒီလာရှုဒီမန္တလေးလမ်းကနေကာလာမကနေဆိုတော့ဟိုဖြစ်မယ်တဲ့။ဆိုတော့ကိုလည်းရှိတဲ့စစ်တုံးပန်းတွေကပို့တဲ့ဆောင်နေတာပေါ့။ဟုတ်တယ်။ဆိုရစီပို့တော့ဆိုရလက်မခံဘူး။ဘာသာဆိုရင်ဟိုအောက်လမ်းနဲ့ပဲဒီတိုင်းပဲသူအဲ့ဒါမျိုးလုပ်ရမယ်။ဟုတ်ကဲ့ဆရာ။သူတို့လက်မခံပေးဘူးဆိုတဲ့ဟာကိုလည်းဒါဆရာတို့ကရောဟိုတခြားဒီတည်ညူတဲ့ဟိုပါပေါ့နော်ဟိုတည်င်းတမားဒီကိုလည်းသူတို့လည်းတက်တည်ဟိုရသွားကြတာပေါ့လေဟုတ်ကဲ့ဆရာပြီးတော့ဆရာရဲ့ခံယူချက်ပေါ့နော်ဆရာရဲ့ခံယူချက်ပေါ့နော်ဆရာဒီလိုမျိုးဟိုစစ်ဖြစ်လာတဲ့ချိန်မှာဆရာဖះကိုဘယ်လိုအားကိုးလဲဆရာကျတို့ကတော့အရင်တုန်းကဆိုရင်ကျတို့နှစ်ပေါင်း90ကျော်ကျတို့ခံယူချက်ကတော့ကျတို့ပြင်းလုံးစာချုပ်ထဲမှာကျတို့ဘူးပွားကြီးချုပ်ဆိုတာကတော့ဒါပမာလူမျိုးနဲ့ကချင်လူမျိုးရှမ်းလူမျိုးချင်းလူမျိုးကရင်လူမျိုးတန်းတူအခွင့်အရေးပေါ့နော်တန်းတူရေးပေါ့ခွင့်ရရမယ်ပြီးတော့မှကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်ဆိုတာရှိရမယ်ဆိုမှကျတို့ခံယူထားတယ်ဒါပေမဲ့ဗမာလူမျိုးတွေရဲ့စိတ်ထဲမှာကြတော့ဒီလက်နဲ့နိုင်ငံဟိုးဘယင်ခေတ်တုန်းကလို့ဒီ empire နိုင်ငံပုံစံမျိုးနဲ့ပဲသူတို့ကလှုပ်ကျင်တယ်အဲ့လိုလှုပ်တဲ့အခါကျတော့ကျတို့ကမတရားခံနေကြတယ်ဖိနှိပ်ခံနေရတယ်အဲ့တော့ဒီဖိနှိပ်ခံနေရတဲ့ဟာကိုဒါဖျားလည်းမကြိုက်ဘူးဒါကတော့ဒါဖျားဒီဟိုတရားမျှတမှုတရားမှုဆိုတဲ့ဟာဟိုမြစ်လူချောင်းလူရေစီးတယ်လို့ပဲစီးနေရမယ်လို့ပြောထားတဲ့အကြမ်းချက်တွေရှိတယ်အဲ့တော့
ကျွန်တော်ဒီကချင်လူမျိုးတွေအတွက်လုံနေတာဟာကချင်လူမျိုးတွေအတွက်ကချင်ပြည်နယ်ပြည်ဘွားပြည်နယ်ဘွားဒီဒီဟောပေါ့လူထုအတွက်ဖြစ်တယ်အဲ့တော့ဒီလူထုအတွက်ကျွန်တော်လုံနေတာဖျားကြိုက်တဲ့အလုပ်ဖြစ်တယ်အဲ့တော့ဒီတရားမျှတမှုဆိုတာမပေါ်လာရင်ငြိမ်းချမ်းရေးဆိုတာမဖြစ်နိုင်ဘူးဟုတ်ကဲ့ငြိမ်းချမ်းရေးဆိုတာတရားမျှတမှုကနဲ့ justice ကနဲ့လာရမယ်justice မရှိရင်တော့အမြင်ဟိုဟာစစ်ဖြစ်နေရမှာပဲအဲ့တော့ justice ရှိမှပဲငြိမ်းချမ်းရေးဆိုတာရမယ်အဲ့တော့သူတို့ပြောနေငြိမ်းချမ်းရေးဆိုတာကချင်ဒီရှမ်းဒီကရင်ဒီကယားဒီကိုတန်းတူထားလိုက်ပါလားဟုတ်ကဲ့ကိုပိုင်ပြဋ္ဌာန်းကိုပေးလိုက်ပါဟုတ်ကဲ့ကိုပိုင်ပြဋ္ဌာန်းကိုပေးရမယ်မပေးလို့မရဘူးကျွန်တော်ကဗမာလူမျိုးမဟုတ်ဘူးအဲ့တော့ကျွန်တော်ရဲ့ယဉ်ကျေးမှုဒလေထုံးစံတွေလဲဗမာနဲ့မတူဘူးအဲ့တော့ဗမာလူမျိုးတွေကသူ့ရဲ့အမျိုးဘာသာတာသနာဆိုတဲ့ဟာနဲ့ကျွန်တော်မပြီးဘူးဒါမကြိုက်ဘူးကျွန်တော်ကခရစ်ယာန်တွေနော်ခရစ်ယာန်တွေဆိုတာခရစ်ယာန်ရဲ့ဒီဟိုဘောအခြေအမြင့်မှာပဲဒါခြေကုပ်ယူပြီးမှဒါကျွန်တော်ရဲ့ဒါဘာသာရေးကလည်းတူးတက်သွားရမယ်အခုပုံစံနဲ့အဲ့ဒီမှာဖျားเจ้าမဆောက်ရဘူးဒါမလုပ်ရဘူးဟိုကမလုပ်ရဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါမဖြစ်ဘူးအဲ့တော့ကျွန်တော်ရဲ့ဒီ rights ပေါ့နော်ဆရာကျွန်တော်ရဲ့ rights ဆိုတာ justice ပဲနော်အဲ့ဒီ justice မရှိရင်ကျွန်တော်မှငြိမ်းချမ်းရေးရနိုင်မှာပေါ့ peace ဆိုတဲ့အရှိနိုင်မှာပေါ့အဲ့တော့ဒီ peace ကိုကျွန်တော်ဒီလုတ်ပေးတဲ့ဆောင်ရွက်ပေးတဲ့ peace maker ဒီလို့ပဲကျွန်တော်ကအဲ့လိုခံယူတယ် freedom fighter လို့ပဲခံယူတယ်ဒါကဖျားကြိုက်တဲ့အလုပ်ဖြစ်တယ်အဲ့တော့ဖျားရဲ့ရှေ့မှာကျွန်တော်ဘာမှအပြစ်ရှိမှာဘူးဖျားကြိုက်တဲ့အလုပ်ပဲလုပ်တယ်ဆိုတော့ကျွန်တော်ဘက်မှာဖျားရှိမယ်အဲ့တော့ဖျားရှိမှာပဲအဲ့တော့ဘယ်သူမှမကူချင်နေပါစေနော်တရုတ်နိုင်ငံကြီးရှိတယ်ကျွန်တော်တို့ကတ်နေတယ်မကူညီဘူးအမေရိကန်မကူညီဘူးတလားနော်အိန္ဒိယနိုင်ငံမကူဘူးထိုင်းနိုင်ငံမကူဘူးအဲ့တော့ဘယ်သူမှမကူရင်နေပါစေအဲ့ဒီထိုင်းနိုင်ငံတော့ဟိုတရုတ်နိုင်ငံအမေရိကန်နိုင်ငံအိန္ဒိယနိုင်ငံဒီကိုလည်းဖျားရှင်ပဲဖန်ဆင်းတဲ့နိုင်ငံတွေဖြစ်တယ်လူမျိုးတွေဖြစ်တယ်အဲ့တော့ဒီအားလုံးကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ဖျားသခင်ကကျတို့ကိုကောင်းချီးပေးဒါကျတို့ရဲ့ယမန်ချက်ပန်းတိုင်ကရောက်မှာပဲဆိုမှကျတို့ကဖျားရှင်ရဲ့အားမပါရင်ခုနဆရာပြောတယ်လို့ပဲစစ်တိုက်တယ်ဖျားရှင်မပါပါလည်းနဲ့ဘလောက်ပဲတောင်းနော်လူအင်အားဘလောက်ပဲများဒါစစ်ချုံးမှာပဲနော်ကျတို့လည်းနဲ့အင်အားဘလောက်ပဲညံ့နေပါစေလူအင်အားဘလောက်ပဲနင်းနေပါစေဖျားပေးရင်ကျတို့ရဲ့ယမန်ချက်နိုင်ငံရေးပန်းတိုင်ကရောက်မှာပဲဆိုတဲ့ယုံကြည်ချက်အပြည့်ရှိတယ်ကျွန်တော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်မှန်တယ်ဖျားရှင်ရဲ့ရှေ့မှာကျွန်တော်တရားတဲ့စစ်ကိုဆင်နွှဲနေတယ်လို့ခံယူတယ်အဲ့တော့အခုတကယ်ဖျားပါတယ်ဖျားရဲ့ကောင်းကြီးကလိုက်တယ်ဆိုတဲ့အားကိုလည်းကျွန်တော်တက်တည်ပြလို့ရတယ်တက်တည်ကိုဒါရှင်းရှင်းလင်းလင်းကျွန်တော်ဒါခံစားရပြီဆိုတော့ဒီစစ်ဟာဒါဘာပဲဖြစ်ဖြစ်ဖျားကကျွန်တော်ရဲ့ယမန်ချက်ပန်းတိုင်ရောက်တဲ့ထိဒါခေါ်ဆောင်ပြီးမှခေါ်ဆောင်တဲ့ကျေးဇူးနဲ့ဒါဏိကုံချုပ်ပေးမှာပဲဆိုတဲ့ယုံကြည်ချက်အပြည့်ဒါဖျားကိုယုံတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟိုပါလေကျွန်တော်တတိထားမိတဲ့ဒုက္ခတွေပဲအများကြီးပဲဆရာဟုတ်ကဲ့ချားလဲအထောက်ပံ့ဆိုတာနာမည်လောက်ပဲရှိတယ်ဟုတ်တယ်ဆိုတော့ဆရာတို့ဒီလိုမျိုးပေါ့နော်ဖျားသူတို့ကိုဘယ်လိုကြွေးတယ်လဲဆရာတို့ရောဘယ်လိုသူတို့ကိုစီစဉ်တယ်လဲပေါ့ဖျားဟိုဘဲကခုနဘဲကအထောက်ပံ့မှလည်းလာလို့လည်းမရဟုတ်တယ်ဒီလိုမျိုးနေချားဆိုတော့အဲ့ဒါဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပေါ့နော်သူတို့ဒုက္ခတွေကိုကြွေးမွေးခြင်းနဲ့ပတ်သက်ပြီးတော့ဘုရားတက်တည်လေးပြောပြပါလားဟုတ်ကဲ့အဲ့ဒီအပိုင်းလဲဟိုဟာဘုရားရှင်ကပေးလို့ဘုရားရှင်ကကြွေးလို့ပဲဒီဒုက္ခတွေဒီကိုဟုတ်ကဲ့ကျတို့ကြွေးနိုင်တာမဟုတ်ဘူးဟုတ်ကဲ့အဲ့တော့ဘယ်လိုလဲဆိုတော့ကျတို့18နှစ်ဟုတ်ကဲ့ကာလမှာကျတို့ဒီအဖွဲ့အစည်းတုံးဖို့ဆိုတဲ့ဒီငွေကြေးတော်တော်လေးအခက်အခဲရှိတယ်ဟုတ်ကဲ့ဒါပေမဲ့စစ်ထပ်ဖြစ်လိုက်တဲ့အချိန်မှာ
ဖျားရှင်ကစီစဉ်ပေးတယ်ဒီဟိုဘောဒီဘယ်လိုလုပ်ပါဆိုတဲ့ဟိုအသေးစိတ်တော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့သူ့ဟာနဲ့တူဘောဖျားစီစဉ်ပေးတဲ့အတိုင်းပဲကျွန်တော်လုပ်သွားတဲ့အချိန်မှာဟို16နှစ်ဟိုငိမ့်ချိုင်းနေတဲ့အချိန်ကအခြေအနေထက်ကျွန်တော်စီမှာငွေကြေးရဥပြီးမှပြည့်စုံလာတယ်ပြည့်စုံလာတယ်ဒါကတအားထူးဆန်းတယ်အဲ့လိုနဲ့ကျွန်တော်တို့ဘုရားရဲ့ကောင်းကြီးခံစားလာရတဲ့အခါကျတော့ကျွန်တော်ဒီစစ်မြေပြင်မှာတုံးဖို့တော့လက်နဲ့အင်အားဝယ်ဖို့ဆိုတဲ့အာဟာရရောကျွန်တော်တို့ဝုဖို့စားဖို့ဆိုတဲ့အာဟာရရောပြီးတော့မှဒီစစ်ပြေဒုက္ခတွေဒီစားဖို့တောက်ဖို့နေဖို့ဆိုတဲ့အာဟာရရောကျွန်တော်စီစဉ်လာနိုင်တယ်အဲ့လိုစီစဉ်လာနိုင်တဲ့ဟိုဒီခွန်အားရှိလာတာဒါဖျားချစ်ချင်းစီစဉ်ပေးတယ်ဟို16နှစ်ကာလအခြေအနေမှာဒါလို့ကျွန်တော်မခံစားဘူးဒါပေမဲ့စစ်ဖြစ်မှပဲကျွန်တော်ငွေကြေးအင်အားကကျွန်တော်နော်ဟိုပေါ့တုံးဖို့လိုအပ်တဲ့အားတွေအားလုံးဖျားပေးတယ်အဲ့လိုပြောဟိုဒါအတူဆုံးနဲ့ပြောတယ်နော်အဲ့လိုထူးထူးဆန်းဆန်းစီစဉ်ပေးတယ်ဒါကျွန်တော်ဒါအောက်အော်တယ်အာမင်အာမင်အာမင်ဟုတ်ကဲ့ဒီအကေဘေပေါ်တော့ဆရာနော်ဒီပမာပြီးဖက်ကလူကြီးပေါ့ဟုတ်ကဲ့ဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ဆရာသူ့ကိုဗာများပြောချင်တာဆရာကျွန်တော်ကတော့ဒါသူတို့ကိုမေးထားတဲ့မေးခွန်းရှိတယ်ပြင်းလုံးစာချုပ်စွာရှိတယ်နော်ဒါညင်းလို့မရဘူးပြင်းလုံးစာချုပ်စွာအားလုံးဒီတောင်ပေါ်သားတွေနော်သူတို့အထင်သေးတဲ့တောင်ပေါ်သားတွေအားလုံးလူမျိုးစုတွေအားလုံးနဲ့တင်းတင်းမြတ်မြတ်နော်ဟောပေါ့ဒန်းတူအခွင့်အရေးနဲ့ဒါကျွန်တော်ခရစ်ယာန်တွေအရာဆိုတော့မေတ္တာနဲ့နော်ဟောပေါ့မေတ္တာနဲ့အတူရှင်တွဲနေထိုင်ဖို့ပဲပြင်လုံးမှာစာချုပ်ကြသူတို့ကိုမတရားနှိပ်စက်ဖို့ကျွန်တော်ကလက်အောက်ခံနိုင်ငံသားအဖြစ်နဲ့အကျိုးတူမဖြစ်ဘူးပေါ့နော်ဟောပေါ့လက်အောက်ခံနိုင်ငံသားအနေနဲ့နေဖို့မဟုတ်ဘူးဆိုတာလဲသူတို့တိမှာပါအဲ့တော့ပြင်လုံးစာချုပ်ကိုကျွန်တော်လေးစားဖို့ပြင်လုံးစိတ်သက်မွေးဖို့ပြင်လုံးဂတိကုနဲ့စီမံတဲ့ပြည်ထောင်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့အားကိုကျွန်တော်အတန်တန်ပြောခဲ့တယ်အခုလည်းကျွန်တော်တို့ဘူကော်မတီကပြောနေတာကတော့ဒီပြည်တွင်းစစ်ကိုလက်နဲ့စစ်နဲ့မဖြေရှင်းဘဲနဲ့နိုင်ငံရေးအရာဖြေရှင်းရအောင်အဲ့တော့ခရတို့စီမှာနိုင်ငံရေးနီလာနဲ့ဖြေရှင်းခြင်းတဲ့စန္ဒအခိုင်အမာရှိသလားတည်ခြင်းတယ်ဆိုမှကျွန်တော်မိကွန်းမေးထားတယ်ဒါကိုမဖြေဘူးဟုတ်ကဲ့တာကိုမဖြေဘူးသူတို့မဖြေဘူးကျွန်တော်မေးထားတာအခုလည်းကျွန်တော်နော်ဟိုဟာပေါ့ကျွန်တော်မေးခြင်းတဲ့မိကွန်းကဒါပဲမနေ့တနေ့ကတရုတ်နိုင်ငံရီလီမြို့မှာစီဝေလုပ်တယ်သူတို့ကစီရင်နဲ့ဆိုင်တဲ့ဒီစခန်းတော်ဟောပေါ့တခုနှစ်ခုဖြုတ်ပြီးမှကျွန်တော်ကိုဒီအပြစ်ခတ်ရဆိုင်ရဲ့စာချုပ်ချုပ်နိုင်ဖို့လောက်ပဲကြိုးစားဖို့လာကြထင်တယ်ကျွန်တော်ထင်တာအဲ့လိုပဲယူဆတယ်ဒါပေမဲ့ကျွန်တော်ကတော့မဟုတ်ဘူးဒါနိုင်ငံရေးနီလာနဲ့ဖြည့်ရှင်းပေးမှကျွန်တော်အပြစ်ခတ်ရဆိုင်ရဲ့မဟုတ်ဘူးဒီစစ်ပြင်းငိမ့်တော့အောင်စစ်စစ်ဆိုတာကျွန်တော်မလူချင်ဘူးစစ်မရှိအောင်ပဲလုပ်လိုက်ရအောင်နော်စစ်ပြင်းငိမ့်ပဲလုပ်ချင်တယ်အဲ့တော့နိုင်ငံရေးနဲ့ဖြည့်ရှင်းရအောင်အခုဒီအစီဝဲကနဲ့ဒီနေ့ကနဲ့စပြီးမှနိုင်ငံရေးဆွေးနွေးရအောင်အခုကိုစရအောင်ဆိုမှနိုင်ငံရေးအရာပဲဖြည့်ချင်းရမယ်နိုင်ငံရေးအရာပဲဆွေးနွေးအောင်ဆိုမှပြောတဲ့အခါကျတော့သူတို့အစီအစဉ်ပါမလာဘူးပါမလာတဲ့အခါကျတော့နောက်အစီအစဉ်ကောင်းကောင်းလုပ်ပြီးမှနောက်အစီအဝဲမှနိုင်ငံရေးဆွေးနွေးရအောင်ဘာညာဆိုမှနိုင်ငံရေးဆွေးနွေးရအောင်ဆိုတဲ့စကားကဒီလွန်ခဲ့တဲ့အစီအဝဲမှသူတို့တစ်ခါကနေထွက်ဘူးတယ်ထွက်ဘူးတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့နိုင်ငံရေးနဲ့မဖြေရှင်းတော့ကတော့စစ်ကြီးပဲဖြစ်နေတော့သူတို့လည်းထိမှာပဲနော်ဟိုတိုင်းပြည်ကလည်းနစ်နာမှာပဲဘာမှလည်းဟိုတူတဲ့ရဲဆိုတာတော့မပြောနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဟိုကလေကဘာရဲ့မှာရှိတဲ့ကချင်လူမျိုးကိုဆရာပါများပြောချင်တယ်ကချင်ဟိုဒီနေရာတကာမှာတော့အပီပီမှာရှိနေတဲ့ဟိုကချင်လူမျိုးတွေကလည်းဒါစီစီလုံးလုံးပဲရှိကြတယ်နော်စိတ်ဝမ်းမကွဲတော့ဘူးအခုကတော့စီစီလုံးလုံးပဲ
တစိတ်တဝမ်းတည်းရှိတာကိုဟိုပါပေါ့ကျွန်တော်ကဟိုပါပေါ့အားရတယ်ဒီတိုင်းပဲစူးစူးစီစီနော်စီစီလုံးလုံးနဲ့ဒါကျွန်တော်ရဲ့ဒါနိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ရောက်အောင်ဒါချီတဲ့ရမှာပဲဘလောက်အခက်အခဲပါဟိုဒီအမျိုးမျိုးလက်ဖြားမှုနော်နိုင်ငံရေးမုံတိုင်းစီရေးမုံတိုင်းပဲလာပါစေဒါကိုဒါကျွန်တော်အားလုံးရဲ့ဒါစီလုံးမှုရင်အားနဲ့ဒါကျော်လွှားရမယ်ဆိုတဲ့စိတ်ဓာတ်ကအမြင်မွေးရအောင်ဆိုတဲ့ဟာကိုကျွန်တော်ဟိုဟုတ်ကဲ့ဒီလိုမျိုးစစ်ဖြစ်တဲ့နေရာမှာတရုတ်ပြည်ဆရာတို့ဘယ်လိုဆက်ဆံလဲဆရာတရုတ်ပြည်ကတော့တရုတ်နိုင်ငံသားတွေကတော့လာကူပါတယ်ဟိုဒီခရစ်ယာန်တွေလည်းတရုတ်ခရစ်ယာန်တွေကလည်းဟိုအစိုးရခွင့်မပြုတ်လဲလာကူညီတယ်ဒါရှိတယ်ပြီးတော့မှဒီတရုတ်နိုင်ငံသားတွေကလည်းဟိုပါပေါ့ဒီလောပန်းတွေအရာလောပန်းတွေကလည်းလောပန်းတွေရဲ့သူ့ရဲ့ဒီတတ်နိုင်တဲ့ဘက်ကနေအကူညီတာတွေရှိတယ်ဒီဟိုယူရရင်ကျဲမှုအဖွဲ့ဒီကလည်းယူရရင်ကျဲမှုအရာဥမာဟိုပါပေါ့ဒီ really ကရင်ချန်ကဒီလုံချွန်ကဒီမန်ရှိကအလုံးပေါ့လေသူတို့ရဲ့ဒီရင်ကျဲစာပေနဲ့ရင်ကျဲမှုအဖွဲ့ဒီကလည်းသူတို့တတ်နိုင်တဲ့လောက်လာကူတာတွေရှိတယ်အဲ့ဒါမျိုးရှိတယ်ဒါပေမဲ့တရုတ်အစိုးရအနေနဲ့ကြတော့အစိုးရချင်းချင်းဆက်ဆံရေးရှိနေတဲ့အခါကျတော့ကျွန်တော်တဘုံဒီကိုကြတော့သူတို့ရဲ့နိုင်ငံခြား policy ကလည်းဒီတဘုံဒီကိုမဆက်ဆံဘူးမကူညီဘူးအဆက်အသွယ်မလုပ်ဘူးဆိုတဲ့မူဝါဒရှိတဲ့အခါကျတော့သူတို့ကပြန်ခက်ပြန်တယ်ဟုတ်ကဲ့အဲ့လိုနဲ့သူတို့ကတော့ဘာမှဟိုလုပ်လို့မရဖြစ်သွားကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ UN တွေရောဝင်လို့ရလားဆရာ UN တွေကတခါနှစ်ခါတော့ဝင်လို့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့မဝင်ခိုင်းတော့ဘူးဗမာတွေကမဝင်ခိုင်းဘူးဟုတ်ကဲ့ဟုတ်ကဲ့ဆရာနောက်ဆုံးအနေနဲ့ပေါ့နော်ဆရာဒီကပ္ပယမှာရှိတဲ့သူတွေရောယုံကြည်သူတွေရောဘုရားသားသမီးတွေအားလုံးကိုဆရာပါများဟိုပေါ့စကားပြောချင်တယ်ဆရာကျတို့ကချင်ဒီယာနေပေါင်း90ကျော်စစ်တိုက်နေတာဟာကျတို့ကဟိုဒီလက်နဲ့ကင်ကျင်လို့ဟိုပေါ့ဒီစစ်သွေးစာနေတဲ့ဒီဟိုတို့ရဲ့ပမာကဟိုမီဒီယာထဲမှာထည့်တဲ့အကြမ်းဖက်သမားတို့နော် terrorist team မဟုတ်ဘူးကျတို့ကနော်ဟိုပေါ့ဒီကိုယ့်ရဲ့အစိုးရကိုမတရားတော်လှန်ဟိုပေါ့ဒီတပုံထနေတဲ့အဖွဲ့အစည်းမဟုတ်ဘူးလူမျိုးတွေမဟုတ်ဘူးကျတို့ကတကယ်ပင်လုံစာချုပ်ကိုပင်လုံစာချုပ်ကပြည်ထောင်စုကိုဖွဲ့စည်းဖို့စာချုပ်ဖြစ်တယ်ဒါပေမဲ့ပင်လုံစာချုပ်ကိုဒီနေ့အထိအကောင်အထည်မဖော်ဘူးပမာလူမျိုးခေါင်းဆောင်တွေရဲ့တချို့ကြောင့်အဲ့ဒါမျိုးဖြစ်ခဲ့တယ်ဒါကိုဒီပြည်လုံစာချုပ်အရာဖေဒရယ်ပြည်ထောင်စုပေါ်လာအောင်ကျတို့ဒီတွန်းအားလက်နဲ့တွန်းအားပေးနေတာပဲဖြစ်တယ်ကျတို့ဒီဥနိုရဲ့ခေတ်မှာပါလီမန်ဒီမိုကရေစီခေတ်မှာကျတို့ပါလီမန်ဒီမိုကရေစီနည်းအရလဲပြောဆိုတင်ပြဘူးတယ်ဒါလည်းမရလို့ပဲနောက်ဆုံးကြတော့လက်နဲ့ကင်လန်းစင်ကိုကျွန်တော်တို့မတတ်တာလို့လက်နဲ့ကင်နေတာဖြစ်တယ်အဲ့တော့ပြည်လုံစာချုပ်ကိုဗမာလူမျိုးတွေရဲ့ခေါင်းဆောင်တွေကပြည်လုံစာချုပ်ကိုဒီအကောင့်ထဲဖော်မယ်ဆိုတော့ဒါဒီပြည်တွင်းစရာငြိမ်အေးသွားမှာဖြစ်တယ်အဲ့တော့ဒီဟိုပေါ့ကျွန်တော်က terrorist တွေမဟုတ်ဘူးဆိုတဲ့ဟာကိုဒါရှင်းပြခြင်းတယ်စင်ရဲတော့တနက်ကင်တာမဟုတ်ဘူးကျွန်တော်ကတနက်ကင်ခြင်းလို့တော့ဟိုပေါ့စစ်တိုက်ခြင်းတဲ့ဟိုလူရိုင်းနော်လူမျိုးဒီမဟုတ်ဘူးနော်အရိုင်းအဆိုင် barbarian ပေါ့လေနော်barbarism ပုံစံမျိုးနဲ့ကျွန်တော်လုပ်နေတာမဟုတ်ကျွန်တော်ရဲ့ rights နော်ကျွန်တော်ရဲ့ justice ကျွန်တော်ရဲ့ freedom ကိုရဖို့နော်အရာပဲကျွန်တော်ဒါလုပ်နေတာဖြစ်တယ်ဆိုတဲ့ဟိုတည်စီခြင်းဟုတ်ကဲ့ဆရာတို့ရဲ့ရန်သူကဘယ်သူလဲဆရာကျွန်တော်ရဲ့ရန်သူကစာတန်ပဲအခုစာတန်ဟိုစိတ်သက်ဝင်နေတဲ့ဗမာလူမျိုးကောင်းဆောင်တချို့ကြောင့်ပဲဘာလို့ဆိုစာတန်စိတ်မဝင်ဒါ
ဒါမျိုးဖြစ်မှာမဟုတ်ဘူးလေပြည်လုံးစာချုပ်ကိုလေးစားမှာပဲလေဒါလူမျိုးတောင်ပေါ်သားဒီကနိုင်ငံရေးဘာမှနားမလဲဘူးဥပဒေနားမလဲဘူးမကြွန့်ကျင်ဘူးဆိုမှတို့ရဲ့လက်အောက်ခံနိုင်ငံသားပုံစံဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်ကဒါစာသန်ရဲ့စိတ်ဓာတ်ပဲလေကျွန်တော်ကဒီအခုဗမာဒီကောင်းဆောင်တွေစာသန်ရဲ့လူစာသန်လို့ပဲခေါ်တယ်အခုဟုတ်ကဲ့ thank you sir ဘယ်ကောင်ကြည့်ပြပါစေနော်ဟုတ်ကဲ့